ဇလန်းရဲ့အစမှာတော့ကလေးလေးယောက်ကကျောင်းကပြန်လာရင်ဝိညာဉ်တွေအကြောင်းကိုပြောလာကြပါတယ်။သူတို့ပြောနေတဲ့အကြောင်းထဲမှာတော့ကောင်မလေးတစ်ယောက်ကဇွဲကြိုးချတက်တည်သွားရကနေသူမဝိညာဉ်ကတခြားကောင်မလေးတစ်ယောက်ကိုပါဝင်ပူသွားပြီးအဲ့ဒီတစ်ယောက်ကလည်းဇွဲကြိုးချတက်တည်သွားပြန်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဝိညာဉ်တွေကတကယ်ရှိတာလားလို့အပနာကမေးလာပြီးကလျံကတော့ဒါကရွာတွေကအာရနေတဲ့ဒေါ်ကြီးတွေကအလုံးမရှိအကင်မရှိလိုက်ပြောနေကြတာမို့မယုံနဲ့လို့မှားပါတယ်။ဒါပေမဲ့ကလေးချင်းချင်းစားနောက်ခြင်းတဲ့ကလျံကအပနာကိုနောက်ကနေတိုးကစားလိုက်တော့တရေတွေဝိညာဉ်တွေဆိုတာကသူတို့၄ယောက်အတွက်နောက်စရာတက်တာဖြစ်နေပါတယ်။နောက်20လောက်အကြာမှာတော့ကလေးမလေးတစ်ယောက်ကညဘက်မှာတယောက်တည်းတုတ်တန်ကိုရောက်လာပြီးအုတ်ကူပေါ်တက်အိတ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မိဘဖြစ်သူတွေလည်းကလေးကိုစိတ်ပူကငိုယုံနေကြပြီးဒီချိန်မှာအာပေါင်အာရင်တန်တန်နဲ့ပြောနေသူကတော့ဆရာကြီးရှိရမှုဘာမှစိတ်မပူနဲ့လို့ဆိုပါတယ်။ကလေးမဝင်ပူးနေတဲ့မကောင်းဆိုးဝါးတွေနဲ့မကောင်းဆိုးဝါးတဲ့ဆိုးတာတွေကိုတောင်ဆရာကြီးကနှိမ်နှင်းနိုင်တာမို့အားလုံးအဆင်ပြေသွားစီရမယ်လို့ပြောနေရင်ဒီချိန်မှာပဲဆရာကြီးဆိုသူကကားတစ်စီးနဲ့ရောက်လာပါတယ်။ဒါကြောင့်ကလေးမိဘတွေလည်းလက်အုပ်ချီကသမီးလေးကိုကယ်ပေးဖို့တောင်းဆိုလိုက်ကြပြီးဆရာကြီးဆိုသူကတော့လက်ဝါးတောင်ပြကဒီတခါရောဘယ်သူအုပ်ကူစီကိုတွားရဗန်နာလဲလို့မေးလာပါတယ်။ဒါကြောင့်သူတို့ရဲ့အာကြီးလဲဘေးရွာကမူနီယန်ရဲ့အုပ်ကူပါလို့ဖြေတော့မကောင်းဆိုးကသူ့ကိုမျက်စိလဲအောင်လုပ်နေတာပဲလို့ရေရွတ်လိုက်ပြီးဒီတခါတော့တေချာပညာပြပေးလိုက်မယ်လို့ဆိုကကလေးမလေးစီကိုရှောက်သွားပါတယ်။အဲ့ဒီနောက်ဘာမှမသိတဲ့အဝါမုံတွေအနက်မုံတွေနဲ့ကလေးမလေးကိုကောက်ပေါက်လိုက်ပြီးဝချမ်းကက်ပေါ်မှာကြိုးကြည့်ခံထားရတဲ့ကလေးတယောက်ကိုသပင်ဆွဲကနင်ကငါပညာကိုစမ်းကျင်တာလားဆိုပြီးမေးပါတော့တယ်။ဒါကြောင့်မိဘတွေလည်းကိုကလေးနာတာကိုမကြည့်ရတော့တားချင်ပေမဲ့ဆရာကြီးဆိုသူကတော့ဒါကနင်သမီးမဟုတ်ဘူးဆိုကကိုချက်ချင်းကလေးခန္ဓာကိုယ်တွေကထွက်သွားသန်းဆိုပြီးပိုးနေတဲ့ဝိညာဉ်နဲ့စကားပြောနေကကြာပွန်းနဲ့စရိုက်ပါတော့တယ်။ချက်ပေါင်းများစွာဘေးကလူကြီးတွေတောင်ပရင်နေရီတွန်းလောက်တဲ့အထိရိုက်ပြီးတဲ့နောက်မှာတော့ကလေးကဆုံးပါသွားခဲ့ပြီးဆရာကြီးကတော့ဒီမိစ္ဆာကတော်တော်အားကြီးတယ်ဆိုကကလေးရဲ့ဝိညာဉ်ကိုနှုတ်သွားပြီလို့ဆိုပါတယ်။မိဘတွေခင်ဗျာမှာတော့ကိုကလေးကိုကိုရှိမှတေအောင်ရိုက်သွားတာကိုတောင်အပြစ်မပြောနိုင်ပဲဝမ်းနဲ့ပက်လက်ဖြစ်နေကြရပြီးဒီစာပနာမှာတော့အပနာတို့တငယ်ချင်း၄ယောက်ကလာကြည့်နေခဲ့ကြပါတယ်။ငယ်တော့တေဆုံးသွားတဲ့ကလေးရဲ့မိခင်ကနိုင်နာတို့အိမ်ကအိမ်ကူဖြစ်နေပြီးအဲ့ဒီညမှာတော့နိုင်နာရဲ့အိမ်မှာသွေးချေရာတွေပေါ်လာကနောက်ကနေတလန်းချင်းလိုက်ကြည့်တဲ့အခါမှာတော့သုံးသွားတဲ့ကလေးမလေးဖြစ်နေပါတော့တယ်။ဒီတော့မှနိုင်နာလည်းလက်နိုးလာခဲ့ပြီးမနေ့ရောက်တဲ့အခါမှာတော့တငယ်ချင်းအားလုံးကိုခေါ်ကတေဆုံးသွားတဲ့ကလေးမလေးရဲ့မျက်လုံးတွေငိုတန်တွေကသူမကိုချောက်လန့်နေကြောင်းပြောပြလိုက်ပါတယ်။ဒီလိုလူမမဲကလေးတယောက်မတရားဆုံးသွားခဲ့ရတာကိုဒီတိုင်းပဲထိုင်ကြည့်နေရတော့မှလားလို့ဆက်မေးလာပြီးသူမတို့ငယ်ငယ်ကမေးဘူးတဲ့ဝိညာဉ်ဆိုတာတကယ်ရှိရလားဆိုတဲ့ခေါင်းစီပြန်ရောက်သွားကြပါတယ်။ဒါကြောင့်ဒီကိစ္စကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ကြပြီးငယ်ငယ်ကမလုပ်ခဲ့ရတဲ့စွန့်စားခန်းတွေကိုလှုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြကသူတို့ရဲ့ဖော်ထုတ်မှုကအဲ့ဒီလိန်လယ်လေပြားသူတွေကြားမှာမြေစာပင်ဖြစ်ခဲ့ရကလူတွေရဲ့အကြောက်တရားကိုကူတုံးလုပ်ပြီးလိန်လယ်စီးပွားရှာနေတဲ့သူတွေစီကနေကလေးတွေကိုကယ်ပေးနိုင်မယ်ဆိုပါကဒီကိစ္စဖော်ထုတ်တင်တယ်လို့ယုံကြည်လိုက်ကြပါတယ်။ဒါကြောင့်၄ယောက်သားလက်ဝါးချင်းရိုက်လိုက်ကြပြီးတရက်ထက်တရက်လူရှာတာညံ့လာတဲ့ဆိုကသူ့တပည့်ကိုစူနေပါတယ်။ဒီတစ်ခါရောဘယ်လောက်ရနိုင်လဲထပ်မေးတော့တပည့်အာကြီးလဲကလေးနှစ်ယောက်ကတိတ်မရနိုင်ပေမဲ့နောက်ထပ်တစ်ယောက်က45နှစ်အရွယ်အပြိုကြီးမို့အပြိုကြီးကတော့စူသားဆောင်းထားတဲ့ပတ်စံတွေအများကြီးရှိပြီးတော်တော်လေးကြောက်နေတယ်လို့ပြောပြလိုက်ပါတယ်။ဒီတော့မှဆရာကြီးလဲသူတို့ရဲ့အကြောက်တရားကငါတို့အတွက်ပတ်စံပဲလို့ဆိုကအာကြီးစုံစမ်းထားသမျှအကြောင်းတွေကိုကိုချင်းပြောပြဖို့မှားလိုက်ပြီးကြတော့သူတို့ကရွာနီး6ဆက်ကလူတေမှုတွေအလောင်းတွေအကြောင်းတွေကိုကြိုစုံစမ်းထားလိုက်ကလာကူးတဲ့လူတွေကိုအဲ့ဒီလူတွေကဝင်ပူးနေပါတယ်ဆိုပြီးရရတွေချေပတ်စံတွေတနေမိုးတောင်းပြီးကြီးစားလိမ်လည်နေသူတွေဖြစ်ပါတော့တယ်။အဲ့ဒီနောက်ကြိုစုံစမ်းထားတဲ့ဇလန်းတွေနဲ့လူတွေယုံလာအောင်တိမ့်သိမ်းဖို့ထွက်လာကြပြီးပြင်မှာစောင့်နေတဲ့လူအုပ်ကြီးကတော့သူတို့ကိုလက်အုပ်တွေကြီးကတခဏနာအာကိုတကြီးကြီးနေခဲ့ရှားကြပါတယ်။ဒီတော့မှဆရာကြီးကမိမတယောက်ကိုစမ်းသက်တယ်လို့လှုပ်လိုက်ပြီးတုံးဆန်တိုင်းလွန်ခဲ့တဲ့10ရက်ကကားတိုက်ပြီးတေသွားတဲ့မဟာရှမီဆိုတဲ့မျိုးသမီးကလူလောကကိုဆွဲကြည့်ပြီးဝင်ပူးနေတဲ့ဆိုကတရေနှင်ရမယ်ဘာညာဆိုပြီးကုန်ကြစရိတ်တွေစပြောပါတော့တယ်။ဒီကမှာဘေးကအာကြီးကလည်းဒီနီနာမှတေသွားတဲ့သူတွေကိုတောင်ဆရာကြီးကနာမည်ပါကွက်တီသိနေတယ်ဆိုပြီးဂိုးရှင်ပုဂ္ဂိုလ်ဒူးဆိုကချင်းလုံး6လုံးတွေနဲ့လူတွေကိုပုံယုံကြည်လာအောင်အားပေးအားမြောက်လုပ်ပါတော့တယ်။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ဒီလူအုပ်ထမ်းမှာရုပ်ဖြတ်ထားတဲ့အပနာနဲ့နိုင်နာတို့ရှိနေပြီးဖြစ်ကြောင်းကုံစေကိုဗီဒီယိုရိုက်ကူးသွားကပြင်မှာအစင်းသစ်စောင့်နေတဲ့ဘီနေတို့နဲ့အတူထွက်ပြေးသွားနိုင်ခဲ့ပြီးနောက်နေ့မှာတော့လူတွေကိုလိမ်လည်မှုကလေးတယောက်ကိုတေစေမှုနဲ့အတူဆရာကြီးကိုဖမ်းဆီးနိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့နိုင်နာတို့တငယ်ချင်းတွေရဲ့သူရဲကောင်းလို့ဖော်ထုတ်မှုတွေစိတ်လာခဲ့ပြီးဘိုးတော်ရောင်ဆောင်ကလူဖွဲ့စည်းတွေကလူတွေကိုအကွက်ချလိမ်လည်နေတဲ့သူတော်တော်များများကိုလည်းဖမ်းဆီးလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့နိုင်နာတို့အိမ်မှာတော့အစကတည်းကအိမ်တော်ပြုတ်ဖို့စိတ်ဝင်စားလို့စိတ်ပူနေရတဲ့အတဲဒီလိုကိစ္စတွေကိုလိုက်လုပ်နေရမို့ဘသူကယူတော့မှလဲဆိုကသူ့အမေကပြောလာခဲ့ပြီးနိုင်နာကတော့အိမ်ရင်ထားအောင်တတ်တဲ့ကလေးတယောက်ကိုတရေဝင်ပူးတဲ့ဆိုပြီးမတရားရိုက်နေပြီးတေအောင်လုပ်တာကိုတော့တိုင်ကြည့်မနေနိုင်ဘူးဆိုကသူမအမေကိုပြန်ပြောလိုက်ပါတယ်။ဒါကြောင့်အမေဖြစ်သူလဲဒီအန်ရီများတဲ့အလုပ်တွေကိုတားလို့မရတဲ့အဆုံးလက်မြောက်လိုက်ရပြီးနိုင်နာတို့တငယ်ချင်းတစုကတော့သူတို့လုံနိုင်ခဲ့တဲ့အရာတွေအတွက်ဂုဏ်ယူနေကြကဒီနေ့ကသူ့မှာသတင်းလို့တစ်ခုရှိကြောင်းပြောလာပါတယ်။ကြတော့အပနာနဲ့ဘီနေတို့မှာ9နှစ်ကြာမှရင်သွေးလေးရလာခဲ့ပြီဖြစ်ပြီးဒီသတင်းကောင်းလေးကသူတို့ကိုပို့ပြောသွားစီခဲ့ပေမဲ့
ဘီနီနဲ့အပနာတို့အချစ်ခီးလန်းကတော့ထင်သလောက်မပြောင်ပြူးခဲ့ပါဘူးဘီနီရဲ့မိဘတွေကအပနာနဲ့သဘောမတူတာကြောင့်မင်္ဂလာဆောင်တဲ့နေ့မှာပဲနင်ထုတ်ခဲ့ကြပြီးဒီအကြောင်းတွေကိုတွေးမိတိုင်းအပနာကဘီနီကိုအားနာကြောင်းဆိုလာပါတယ်ဒါပေမဲ့နိုင်နာကတော့ဒီအချိန်မှာဒါတွေမတွေးဖို့မှားလိုက်ပြီးကလေးမွေးပြီးရင်မိဘတွေစီကိုအတူတူသွားကြည့်ဖို့ပြောကာမြေမျက်နှာနဲ့ဆိုစိတ်ပြော့သွားလိမ့်မယ်လို့အားပေးလိုက်ပါတယ်ဒီအချိန်မှာအပနာကလည်းကလျံကိုလှုပ်ရှားဖို့ပြောနေပြီးသူတို့တောင်ကလေးရနေပြီဟာခုထိနိုင်နာကိုဖွင့်မပြောရဲသေးဘူးလားလို့နောက်နေပါတယ်ကလေးဘွားကလေးကခုချိန်ထိနိုင်နာကိုတစ်ဖက်သက်ချစ်လာခဲ့ပြီမဲ့ငယ်ချင်းတန်ရောစင်တွေနိုင်နာကအိမ်တော်ရေးစိတ်ဝင်စားတာတွေကိုထည့်တွက်နေပြီးခုချိန်ထိဖွင့်မပြောရဲသေးတာကကလျံပဲအဖြစ်မရှိတာဆိုကတင်းကိုတိုက်တွန်းနေပါတော့တယ်နောက်တစ်နေ့မှာတော့အပနာနဲ့ကလျံတို့ကလူတစ်ယောက်ရဲ့ biography ကိုကြည့်နေကြပြီးနိုင်နာတို့လည်းရောက်လာတဲ့ကဒါကသူတို့ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်ကြောင်းပြောပြလာပါတယ်ဒါပေမဲ့ခုချိန်ထိပန်းခဲ့တဲ့ဘိုးတော်လေးနေနဲ့တော့မတူပဲအမေရိကန်ကထိတ်တန်းအုံနောက်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်နေပြီးသူ့မိန်းမကလွန်ခဲ့တဲ့10နှစ်ကစိတ်ရောဂါတစ်ခုနဲ့သေဆုံးသွားခဲ့တာဖြစ်ကအဲ့ဒီအမှုအတွက်လည်းမစ္စတာအာဒီဒေးကိုရဲတွေဘက်ကတန်တရားဝင်ခဲ့တာမျိုးရှိခဲ့ပါတယ်ဒါကြောင့်မိန်းမဖြစ်သူကိုကိုယ်တိုင်တက်ခဲ့တယ်ဆိုပြီးဆွဆွဲခံရသူခေပညာတဲ့အုံနောက်ခွဲစိတ်ကျွမ်းကျင်သူတစ်ယောက်ကဒီလိုလိုမျိုးတွေလုပ်နေတာဟာတူးဆန်းဖွယ်ရာဖြစ်နေပါတယ်အမေရိကန်ကနေပျောက်ချင်းမလားပျောက်သွားပြီးခုမှရွာစုံလေးတစ်ခုမှတရေနှင်ပေးနေတာကိုတွေ့ခဲ့ရတဲ့ပြင်ရဲတွေစီကနေလည်းသူ့မျိုးသမီးမသေးဆုံးခင်က CCTV ဖိုင်တစ်ခုကိုရထားခဲ့ကြပါတယ်အဲ့ဒီဗီဒီယိုထဲမှာတော့မျိုးသမီးကတရေဝင်ပူးနေသလိုမျိုးတွာလာနေပြီးနောက်ဆုံးစပွဲဝက်ကိုတက်ကသူမကိုယ်တိုင်ပဲရှာကိုဆွဲထုတ်ပြီးဖျက်ပစ်ခဲ့ပါတယ်ဒါကြောင့်ဒီပိုင်ကိုကြည့်ပြီးတဲ့နောက်မှာတော့အပနာကသူတို့ရဲ့ဖော်တိုရေးစီမံကိန်းကိုဒီမာတင်ရက်ကတက်မလို့ဖို့ပြောလာပြီးတခြားကလျံတို့ကတော့မြေစာပင်လူဖွဲ့စည်းအတွက်ငါတို့ဆက်ပြီးဖော်ထုတ်ဖို့လိုအပ်တယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီလိုနဲ့ပဲအပနာလေးနောက်ဆုံးတော့တငယ်ချင်းတွေနဲ့ခင်မွန်းတော်ပါလာခဲ့ရပြီးနောက်ဆုံးချိန်ကားပေါ်မတက်ခင်မှာသူမစိတ်မသက်နေကြောင်းပြောလိုက်တော့ဒီနေ့ကဒီဖြစ်ရက်တွေကြုံနေရတာကငါတို့ကလေးကိုပါတခုဖြစ်လာရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့သွေးနုသားနုကိုဝင်တဲ့အပနာကတော့မွေးတော်မမွေးလာသေးတဲ့သူတို့ကလေးကိုဒီလိုစကားတွေပြောရမလားဆိုကဒီနေ့ကိုပါရိုက်လိုက်ပါတယ်ဒါကြောင့်နှစ်ယောက်သားမခေါ်ပြောပဲကားပေါ်တက်လာကြပြီးနောက်ဒီချိန်တခြားတစ်ဖက်မှာတော့မိသားစုတစ်ခုကလည်းမင်္ဂလာဆောင်သွားဖို့ပြင်ဆင်နေကြပြီးမိန်းမဖြစ်သူကတော့သူ့သားလေးတွေမျက်မှန်ကိုပါပအောင်ယူနေက3ယောက်တူဆိုင်ငယ်နဲ့ထွက်လာခဲ့ကြပါတယ်နောက်တခြားတစ်ဖက်မှာလည်းလူတစ်ယောက်ကသူ့သမီးလေးနေမကောင်းပြီးတရွာလုံးကဝိညာဉ်ဝင်ပူးနေတယ်ပြောတာမို့အာရီဒေးစီကိုသွားပြဖို့ပြင်နေကဝိညာဉ်ဝင်ပူးတာမဟုတ်ပါစေနဲ့ဆိုပြီးဖျားမှာဆူတောင်းနေခဲ့ပါတယ်ဒီချိန်လမ်းမှာတော့အပနာနဲ့ဘီနေတို့ကစကားပြောတာကြောင့်88ဆက်အနေထားဖြစ်နေတာနဲ့နိုင်နာလဲရေဘူးကိုယူကစားနာဖို့ကြံလိုက်ပြီးတစ်ဖက်ကနေလည်းမင်္ဂလာဆောင်သွားတဲ့ဆိုင်ငယ်ကလာနေကလမ်းတွေကလည်းပြင်ဦးလွင်အတက်လမ်းထက်တောင်စိုးနေပါတယ်ဒီလိုချိန်မှာနိုင်နာကဘီနေကိုရင်နဲ့ပတ်လိုက်တဲ့အခါမှာတော့သူတို့အားလုံးပြန်ဆင်ပြေသွားကြပြီးရေမောနေတဲ့အချိန်ဒီချိန်မှာပဲတစ်ဖက်ကမိသားစုဆိုင်ငယ်ကကွေးလာပြီးကလျံလဲကားကိုအမြန်ထိန်းလိုက်ရပါတယ်တစ်ဖက်ကမျိုးသားတို့ကလည်းဆိုင်ငယ်ကိုအမြန်ထိန်းလိုက်ကသားလေးဘာမှဖြစ်ဘူးလို့ပြောပေမဲ့နောက်ကမျိုးသမီးကတော့ဆိုင်ငယ်ပေါ်ကလွင့်က6ထဲကိုကြာသွားခဲ့ပါတယ်ဒါကြောင့်မျိုးသားလဲကြံရမရဖြစ်နေတော့ဒီချိန်မှာဘာနီတို့ရဲ့ဘေးတွဲကလည်းရောက်လာတော့ပြက်ပြက်ကိုပြောပြပြီးကူညီပေးဖို့တောင်းပန်လိုက်ကဒါကြောင့်ဘာနီက6ထဲဆင်းပြီးမျိုးသမီးကိုကယ်ဖို့သွားပြီးမဲ့သူရောက်တဲ့အချိန်မှာပဲမျိုးသမီးကသူ့ကိုစိုက်ကြည့်ရင်းဆုံးသွားခဲ့ပါတော့တယ်ဒါကြောင့်မျိုးသားနဲ့ကလေးကိုလက်ခပြလိုက်ပြီးနောက်တော့အာဒီဒေးစီကိုရောက်လာကအာဒီဒေးကတော့ထမင်းလုံးကိုတုံးပြီးလူနာအခြေအနေရုံးမရုံးကိုအဆုံးဖြတ်ပေးနေပါတယ်ဒီချိန်မှာပဲနိုင်နာတို့ကလည်းရောက်လာကြတော့အာဒီဒေးကလူနာကိုထမင်းနဲ့ကျွေးကြည့်ကပုံမှန်အဖြူရောင်ဆိုရင်သူရနဲ့လို့အုံနောက်မှာယောဂဖြစ်ကြောင်းပြောလိုက်ပြီးဆရာဝန်ကောင်းကောင်းနဲ့ပြဖို့မှာလိုက်ကကဲလို့အထဲမှာအကောင်တွေထွက်လာရင်တော့တရေဝင်ဖို့နေကြောင်းပြောပြီးလိုအပ်တာတွေကုသဖို့လိုကြောင်းပြောနေပါတယ်နောက်ဘာနီသမီးအလှဲ့မှာတော့ထမင်းလုံးကဖြူနေတာမို့ဆရာဝန်ကောင်းကောင်းနဲ့သာပြဖို့ပြောလိုက်ပြီးဒါကြောင့်ဘာနီလည်းသူ့ဆူတောင်းကိုဘုရားကနားထောင်ခဲ့ပြီးဆိုကပြောနေပေမဲ့နောက်မှရက်နေတဲ့နိုင်နာတို့၄ယောက်ကိုတွေ့တော့မျက်လုံးပြူးနဲ့စိုက်ကြီးကအတင်းပြေးတက်လာတာမို့အာဒီတေးကသူ့ပွားနဲ့ချုပ်ကပြန်ခေါ်သွားပြီးနိုင်နာတို့ကိုတော့ဒီကိုဘာလို့ကျင်လို့လာလဲဆိုကမေးလိုက်ပါတယ်ဒီစကားကိုကြားတော့ကလန်ကဒီမေကုန်းကခမားကိုပြန်မေးချင်နေတာဆိုပြီးထိတ်တန်းအုံနောက်ခွဲစိတ်ဆရာဝန်မစ္စတာအာဒီတေးခမားပါလို့ကျင်လို့ဒီမှာစင်းရဲသားတွေနဲ့တက်နဲ့လာကစားနေတာလဲဆိုကပြန်မေးလိုက်ပါတယ်ဒါကြောင့်အာဒီတေးလည်းသူ့ဘွားနဲ့ရင်ပြီးရလာတဲ့ရီမန်းချက်တစ်ခုအတွက်ဒီအရာတွေကိုလုံနေတာဖြစ်ပြီးပန်းနိုင်ကိုတော့ဆက်သွားရမယ်ဆိုတာကြောင့်ဒီနေ့ကပါခမားရဲ့ပန်းနိုင်ကတရေပူးတယ်လို့ခေါင်းစဉ်တက်ပြီးပြင်းမဲ့တဲ့လူတွေရဲ့အသက်ကိုနှုတ်ဖို့လားလို့ဆက်မေးလိုက်ပါတယ်ဒီတော့မှအာဒီတေးကသူကတက်နေတာမဟုတ်ပဲကဲတင်နေတာဖြစ်ကလူလောကမှာစိတ်ပိုင်းနဲ့ရုပ်ပိုင်းပြဿနာတွေရှိကြပေမဲ့ဒါတွေကိုဖြေရှင်းပေးနိုင်တဲ့ဆရာဝန်တွေအများကြီးမို့သူကတော့လောကရဲ့အမောင်ချမ်းဘက်ကလူတွေမပြင်နိုင်တဲ့ပြဿနာတွေကိုကူညီဖို့ကြိုးစားနေတာလို့ပြန်ဖြေပါတယ်အဲ့နောက်သူမိမဆုံးခဲ့ရတဲ့အဖြစ်အပျက်ကိုလည်းပြန်ပြောပြလာပြီးဝင်းကြီးပူးခံရရင်လောကမှာရတဲ့အပြင်းဆုံးယောဂတဲ့ပိုနာနာချင်းချင်းခံစားရကဂိုလုံးကကြောချင်တွေပြတ်တောက်သွားလိုမျိုးထိဆိုရကြောင်းပြောပြရင်ဒီလိုခံစားရလို့သူ့စီရောက်လာတဲ့လူတွေကိုသူ့အနေနဲ့ကယ်တင်ပေးနေတာဖြစ်ကြောင်းရှင်းပြပါတယ်ဒါပေမဲ့ဒီသဘောဝါလုံးကိစ္စတွေကိုဘဝမှာမကြုံဘူးမယုံဘူးတဲ့နိုင်နာကအယူတဲမှုတွေကိုဝါဒဖြန့်ပြီးလူတွေကိုယူသွအောင်မလုပ်ပါနဲ့ဆိုကလောကမှာဝင်းကြီးဆိုတဲ့အရာမျိုးမရှိဘူးလို့ပြောလိုက်တော့အာဒီတေးကဝင်းကြီးတွေရှိတာကိုသူတက်တည်ပြနိုင်ရောဆိုက3ရက်တင်ဝင်းကြီးတွေနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးအင်ကြီးတစ်လုံးစီကိုခေါ်လာခဲ့ပါတော့တယ်ဒီအင်ကြီးကတော့အားလုံးကဝင်းကြီးတွေခိုအောင်ရလို့သတ်မှတ်ထားကြပြီးဒီအင်ကြီးစားဆောက်ကလေးကပယံဆရာကလူသမား2ယောက်ကိုတပ်ပစ်လိုက်ကသူကိုယ်တိုင်လည်းအဆုံးစီရင်ခဲ့တာမျိုးဖြစ်ခဲ့ဘူးပါတယ်အဲ့ဒီနောက်အိမ်တိုက်ပွဲလုပ်တဲ့နေ့မှာလဲပန်းရှင်မျိုးသားကသူ့မိသားစုတစ်ခုလုံးကိုဓာတ်နဲ့လိုက်ခုတ်ကရရက်ဆက်
ဆက်တပ်ပစ်ခဲ့ပြီးသူကိုယ်တိုင်လည်းအိမ်ကြီးပေါ်ကခုန်ချသွားရကနေနောက်အပန်းဖြေအိမ်ဖွင့်မယ်ဆိုပြီးဝယ်ခဲ့တဲ့မိသားစုကလည်းဒီလိုပဲအဆုံးသတ်ခဲ့ကြရပါတယ်အဲ့ဒီကလေးကဒီအိမ်ကြီးကဝင်းကြီးတွေပိုင်တဲ့နေရာဖြစ်လာပြီးလူတွေလာနေဖို့ခွင့်ပြုဘူးဆိုတာကိုသိခဲ့ရကခုထိဘယ်သူမှမနေရဲကြတော့ပဲဖြစ်နေပါတယ်ဒါကြောင့်ဒီအိမ်ကြီးမှာနိုင်နာတို့အဖွဲ့အနေနဲ့3ရက်တိတိနေနိုင်ပြီးတရေမရှိဘူးဆိုတာကိုသက်သေပြနိုင်ရင်သူအခုချိန်ထိယုံကြည်ထားတာတွေကိုပယ်ဖျောက်ပေးပြီးနိုင်နာတို့ခိုင်းတာလုံးမယ်ဆိုတာအာဒီတိဘက်ကစိန်ခေါ်လိုက်ပါတယ်ဒီလိုဆိုတော့အခုချိန်ထိသူတို့ဘက်ကပဲစပြီးစိန်ခေါ်ဖော်ထုတ်ခဲ့တဲ့နိုင်နာတို့အနေနဲ့ဒီလိုကစားပွဲမျိုးကိုပိုကြိုက်တာပေါ့ဆိုတာချောချောရှူရှူလက်ခံခဲ့ကြပြီးအာဒီတိကတော့ဒီကဝင်းကြီးတွေအရန်ဆိုးတာမို့စီရင်တချို့ကိုလုပ်ပေးခဲ့မယ်ဆိုတာဘယ်ချိန်ဒီမျိုးမှပဲဖြစ်ဖြစ်တတ်မှတ်နေရရဲ့အပြင်ဘက်ကိုတော့မထွက်ဖို့မှာကပြန်သွားခဲ့ပါတော့တယ်ဒီလိုနဲ့နိုင်နာတို့တငယ်ချင်း၄ယောက်လည်းအိမ်ထဲဝင်လာလိုက်ကြပြီးအပနာကတော့သူတခုခုစိတ်မတန့်သလိုခံစားနေမိတယ်လို့ပြောပြပေမဲ့ကလျန်ကတော့အာဒီတိကအစကတည်းကလူအုံနောက်ပိုင်းဆိုင်ရာကျွမ်းကျင်သူမို့သူတို့အုံနောက်တွေကိုတက်တက်မဲ့ကြောက်စိတ်သွင်းလှည့်စားသွားတာပါဆိုတာသတိနဲ့နေဖို့ပြောပါတယ်ဒီအချိန်မှာနိုင်နာကတော့သူနေဖို့အခန်းကိုရွေးကတယောက်တည်းအေးဆေးဝင်သွားပြီးအပနာနဲ့ဘီနီတို့လည်းအိတ်ခမ်းထဲဝင်ခဲ့ကြပေမဲ့အပနာတယောက်မအိတ်နိုင်ပဲရှောက်ကြည့်မိရကနေတန်တောင်းမှာလူသမားတွေကိုရိုက်တက်နေတဲ့ပြန်ဆရာနဲ့ဇွဲကြိုးချတည်သွားတဲ့လောင်းကြီးကသူမမျက်စိရှိမှတွဲလောင်းကြီးကျလာပါတော့တယ်စကလေးကမှကြောက်တဲ့ရတဲ့အထက်ဒီလိုလောင်းတွေတစ်ခုပြီးတစ်ခုမြင်လိုက်ရတော့အပနာလည်းငယ်တန်းပေါင်းအောင်ကဘီနီကိုဒီမှာမနေကြတော့ဘူးပြောပေမဲ့ဘီနီကတော့သူမိမအပနာစိတ်ကလန်းတာပဲလို့ထင်ပြီးဒီမှာ3ရက်လောက်ပျော်ပွဲသားထွက်လာတယ်လို့ပဲသဘောထားဖို့ဖြောင်းပြလိုက်ပါတယ်ဒီလိုဆိုတော့အပနာလည်းဘာမှမပြောတာတော့ပဲအိတ်ကြဖို့ခန်းထဲဝင်ဖို့လောက်ရကနေနောက်ထပ်အနံ့တစ်ခုရပြန်ပြီဆိုကအပနာကသားတွေမီးလောင်နေတဲ့အနံ့ရတယ်ဆိုပြီးပြောလာပြန်တာမို့ဘီနီလည်းဇိုတင်းဆွဲခေါ်ပြီးအိတ်ခိုင်းလိုက်ရပါတယ်ဒီချိန်မှာနိုင်နာတို့ကလည်းအိမ်ပြင်ဘက်မှာထွက်ရနေကြကတတ်မှတ်နေရတဲ့ကြော်ကြည့်ရင်ဘာဖြစ်မလဲသိကျင်လို့ဆိုပါတယ်ဒါပေမဲ့သူတို့မှစကားပြောလို့မဆုံးဝေးကအရာတခုကသူတို့စီကြလာပြီးကြည့်မိတော့မှကြီးကန်းတစ်ကောင်ဖြစ်နေတာနဲ့နိုင်နာကကြီးလာမှဆိုလို့ငါတို့ကိုအပြင်မထွက်ခိုင်းထားတာထင်တယ်လို့ပြောလိုက်ကအဲ့ဒီနောက်အပနာကိုလည်းဒီ3ရက်ပြီးလို့တရေဆိုတာကိုမမြင်ရရင်သူ့ရဲ့ကြောက်စိတ်တွေစားတက်တီတွေရလာလိမ့်မယ်လို့တထစ်ကြယုံကြည်နေကြပါတယ်အဲ့ဒီနောက်ကောင်းကင်မှာလည်းဘာမှမသိရတဲ့ဝဲတစ်ခုပေါ်လာပြီးတစ်ဖက်မှာတော့အာဒီတေးကဘာနေကိုဖမ်းချုပ်ထားကဘယ်သူလဲလို့မေးနေပါတယ်ဒါပေမဲ့ဘာနေကတော့မပြေပဲဝေးလေကြောင်ပိုက်လုံးနေတာမို့အာဒီတေးကနဖူးကိုဖိကသူ့နာမည်ကိုမေးနေတာမဟုတ်ဘူးဝင်ပူးနေတဲ့နင်းဘယ်သူလဲလို့မေးနေတာဆိုကတက်မမာနဲ့ပြန်ပြေဖို့အမိန့်ပေးလိုက်ပါတယ်ဒီတော့မှဘာနီးပါးသက်ကနေမိမအတန်ထွက်လာပြီးပွန်ပါရာတီဟုဆိုကလာတဲ့လမ်းမှာသူတို့ကြောင့်တည်သွားခဲ့ရတဲ့သားလေးနဲ့ခင်မိုးကိုခွဲအောင်လုပ်တာမို့မကျေနပ်ဘူးလို့ပြောလာပါတယ်ဒီချိန်တစ်ဖက်ကဝင်းကြီးအိမ်ကြီးမှလည်းအပနာကအနက်နန်လို့အိမ်မရဖြစ်နေပြီးအနက်လာရနောက်လိုက်ကြည့်တော့လဲအိတ်ခမ်းထဲကပြန်နန်လာတာမို့သွားကြည့်မိတော့မီးလောင်ခံထားတဲ့သူမပုံစံကိုပြန်မြင်လိုက်ရကနေတကုံအော်ဟစ်ပစ်လိုက်ပါတော့တယ်ဒါကြောင့်အားလုံးလည်းနိုးလာကရောက်လာကြပြီးဂရင်ပေါ်မှာကတော့ဘာမှမရှိတော့တာမို့အားလုံးကတော့အပနာစိတ်ကြောက်ချားနေတယ်လို့ပဲထင်သွားကြကကမ်းပြင်ရောက်တော့မှကလျန်ကစိတ်မစိုးဘူးဆိုရင်တခုပြောမယ်ဆိုကသူလဲထူးဆန်းတဲ့အနံ့တခုရနေတယ်လို့ဆိုပါတယ်ဒါပေမဲ့နိုင်နာကတော့မဟုတ်တာတွေမပြောနဲ့ဆိုကညာနဲ့နေပြီးမို့အိတ်တော့ဆိုပြီးဒီချိန်မှာပွန်ပါရာတီဝင်းကြီးကလည်းလက်စားချင်နိုင်မို့သူ့လက်ကကြိုးတွေကိုကိုက်ဖြတ်နေခဲ့ပါတယ်ဒါပေမဲ့ခဏကြာမှာတော့နိုင်နာလည်းအဲ့ဒီထူးဆန်းတဲ့အနံ့ကိုရလာပြီးအိတ်မပြောပဲနိုးလာရကနေမှန်ထဲမှာသူ့ပုံမပေါ်ပဲမကောင်းဆိုးဝါးပုံကြီးထွက်လာတာမို့ကလျန်ဘက်ကိုပြေးလာကအဲ့ဒီအနံ့ကငါတို့ကိုစိတ်ကြောက်ချအောင်လုံးနေတာပဲဆိုပြီးတွေးအောင်လိုက်ရှာရအောင်လို့ဆိုပါတယ်ဒီလိုနဲ့ကလျန်နဲ့နိုင်နာတို့နှစ်ယောက်သားလိုက်ရှာကြတော့နောက်တစ်ခုမှတွန်းထားတဲ့အစီရင်အမွှေးတိုင်တွေကိုတွေးကြရပြီးနောက်တစ်နေ့မှတော့ခေပညာတဲ့အုံနောက်ကျွမ်းကျင်သူမို့တခြားစီးမြင့်နီလန်းတွေသုံးမဲ့ထင်ကခုတော့တခြားဘိုးတော်တွေလိုရဲ့အမွှေးတိုင်တွေကစိတ်ကြောက်ချတဲ့ဆေးထည့်ပြီးတဲစားရလားဆိုကခနဲ့လိုက်ကြပါတယ်ဒါပေမဲ့ဒီစကားကိုကြားတော့အာဒီတေးကဒါကအန်ရမဖြစ်အောင်လုပ်ပေးခဲ့တဲ့မြင့်မြတ်တဲ့အစီအမံဖြစ်ပြီးသူ့အနေနဲ့ဘာမှလှည့်စားနေစရာမလိုဘူးလို့ပြောပါတယ်ဒီလိုဆိုတော့နိုင်နိုင်ကကျမတို့ကိုတကယ်ပဲအန်ရကင်းစေခြင်းကြည့်ရဲ့အစီအမံဆိုတာတွေကိုသာဖယ်ပစ်ပေးဖို့ပဲလိုတယ်ပြောတော့အာဒီတေးလည်းသူတို့စိတ်ကြသူထားတဲ့အစီအမံတွေအားလုံးကိုဖျက်ပေးလိုက်ပြီးမင်းတို့ကိုအချိန်ကာလကတက်တည်ပြသွားလိမ့်မယ်ဆိုကဖြစ်လာမဲ့အရာအားလုံးတွေစူတောင်းရုံပဲတိုက်နိုင်တော့တယ်လို့မှားခဲ့ပါတယ်ဒါပေမဲ့နိုင်နာတို့၄ယောက်ကတော့အခုမှပဲလွတ်လပ်သွားလို့ခံစားလိုက်ရပြီး၄ယောက်သားတောင်ပေါ်တက်လာကြကအပနာကတော့ကောင်းကင်ကဝဲကြီးကိုမြင်ပြီးတယောက်တည်းတောင်းတောင်ကြီးရက်နေခဲ့ပါတယ်ဒါကြောင့်ကလျန်လည်းအပနာကိုစားနောက်လိုက်ပြီးနိုင်နာကတော့လမ်းမတွေးတဲ့တိုးလေးကိုနမ်းလိုက်ပေမဲ့တိုးလေးကရုတ်တရက်ထွက်ပြေးသွားကတပားကနေပြုတ်ကျပြီးတည်သွားခဲ့ပါတယ်ဒါကြောင့်ကြံတဲ့တိုးတွေကလည်းရုပ်တဲတဲဖြစ်လာကြပြီးဒီချိန်မှာဘီနေကတယောက်တည်းကြံနေခဲ့ကကွင်းနဲ့ငကောင်ကသူ့ကိုဝိုင်းဟောင်နေခဲ့ပါတယ်တစ်ဖက်မှာကလည်းပွန်ပါရာတီဝင်းကြီးကဒီအချိန်မှာလွတ်မြောက်သွားပြီးသူ့သားလေးစီကိုရောက်နေကကလေးကိုဖတ်ပြီးအတင်းနမ်းနေတာမို့လူတွေမောင်းထုတ်တာခံလိုက်ရပြီးအဲ့ဒီနေ့ကသူမရဲ့ဇာပနာနောက်ဆုံးနေ့ဖြစ်နေပါတယ်ဝင်းကြီးအိမ်ကြီးကိုတော့ဘီနေကညမှပြန်ရောက်လာပြီးသူ့ကိုမြင်တာနဲ့အပနာကဒီအိမ်ကနေချက်ချင်းပြန်တော့မယ်လို့ထားပြောပါတယ်ဒါပေမဲ့ဘီနေကလည်းမနေ့မှအားလုံးအတူပြန်ကြမယ်ဆိုတော့ကလျန်တို့ကလည်းရောက်လာကြပြီးနောက်တည့်ရက်ပဲကြံတော့တာမို့ဆက်နေကြရအောင်ပါဆိုကခုလိုဖြစ်နေတာတွေကအာဒီတေးစင်ထားတဲ့ထောင်ချောက်တွေတက်တက်ပဲဖြစ်ကြောင်းရှင်းပြပြီးမကြောက်ဖို့ပြောပါတယ်ဒါပေမဲ့အပနာကတော့ဘယ်သူမှမလိုက်လဲတယောက်တည်းပြန်မယ်ဆိုကထွက်သွားပြီမဲ့သူ့ထက်အရင်တကားဝမှာပွန်ပါရာတီဝင်းကြီးကရောက်လာတော့၄ယောက်လုံးထွက်ပြေးကြရပြီးဝင်းကြီးကတော့သူတို့နောက်မှာထက်ချက်မကွာလိုက်လာနေပါတယ်ဒါကြောင့်တောထဲမှာ
ပုံနေရင်လွတ်လောက်ပြီးတွေးပြီးမဲ့သူတို့နောက်ကနေရောက်လာတော့ဘာလို့ရမလဲစဉ်းစားနေတော့အာဒီတေးကရောက်လာကဝင်းကြီးကိုပြန်ချုပ်ထားလိုက်တာမို့ဒီတော့မှနိုင်နာကအစကတော့ကြောက်လို့ဖြစ်ခဲ့ပေမဲ့ခုတော့ရှင်စီစဉ်ထားတာပါလားဆိုကလေ့ကျင့်ပေးထားတာကောင်းလာကြည်လားလို့အရွယ်တိုက်လာပါတယ်ဒါကြောင့်အာဒီတေးလည်းသူကအမျိုးသမီးတယောက်ဝင်ပူးခံထားရပြီးလမ်းမှာမတော်ဆဖြစ်ခဲ့တဲ့အမျိုးသမီးကမင်းတို့ကိုလက်စားချေချင်နေတယ်လို့ရှင်းပြပေမဲ့နိုင်နာကတော့ဇလန်းစင်နာကောင်းနေဆိုကမနေ့ပြန်နောက်ဆုံးနေ့အတွက်လည်းထပ်စဉ်းစားထားပါအောင်ဆိုပြီးဒီလိုဇလန်းကောင်းတိုင်းရှင့်ချေပွားအောက်မှာဒူးထောက်ပြီးရှုံးပေးမဲ့ထင်နေလားလို့ပြန်ပြီးကထွက်လာလိုက်ပါတယ်ဒီလိုနဲ့အိမ်ကြီးကိုပြန်ရောက်လာကြတော့ကလျံလည်းအိတ်လို့မပြောဘဲအပြင်ထွက်ကြည့်ရာကနေခေါင်းပြက်နေတဲ့အမျိုးသမီးနဲ့ကလေးတရက်နှစ်ယောက်ကိုမြင်လိုက်ရပြီးကြောက်ကြောက်နဲ့ပြေးလာတော့ခြံအပြင်ဘက်ရောင်မန်းမသိရောက်လာရာကနေကောင်းကင်မှာလည်းအနီရောင်ဆက်ဝိုင်းတစ်ခုပေါ်လာပြီးဒီချိန်မှာမှသူမြင်ခဲ့တဲ့ကလေးနှစ်ယောက်နဲ့ရထားလမ်းပေါ်မှာခေါင်းနေပြီးအဆုံးစီရင်သွားတဲ့အမှုကလောလောလတ်လတ်ဖြစ်ထားပြီးဝင်းကြီးတွေကဒီအိမ်ကြီးကိုရောက်နေပြီဖြစ်နေပါတယ်ဒီလိုနဲ့3ရက်မြောက်နေ့မနေ့မှာတော့အာဒီတေးကတောင်ကုန်းတစ်ခုပေါ်မှာလူ4ယောက်အတွက်အယုတ်စီမံတွေလှုပ်ထားပြီးသူတို့4ယောက်ရဲ့သက်ဆိုင်ရာပစ္စည်းတွေကိုလည်းယူလာကဒီချိန်မှာဘီနေကသူခန်းထဲကနေအရေးတစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပြီးပြင်မှာလည်းနေနေခုထွက်နေတာမို့ကလျန်စီကိုလာပြီးသူတို့မှအချိန်မရှိတော့ဘူးဆိုကနိုင်နာကိုဖွင့်ပြောဖို့ဝင်မာရင်ကိုယ်တိုင်လည်းအားနေလာလို့ခံစားရတာမို့နှုတ်ဆက်သွားတော့မဲ့လူတိုင်းကလျန်ကိုဖတ်ထားနေခဲ့ပါတယ်အဲ့နောက်ခန်းထဲကိုဝင်ကအပနာကိုလည်းနှုတ်ဆက်လိုက်ပြီးအပနာနိုးလာတော့သူ့ဘေးမှာဘီနေကရှိမနေတော့ပဲကားဝမှာသွားအိတ်နေကဒီချိန်မှာကလျန်ကလည်းနိုင်နာကိုဖွင့်ပြောဖို့ကြိုးစားပေမဲ့အပနာအော်တန်ကြောင့်နှစ်ယောက်သားပြေးတက်လာခဲ့ကြရပါတယ်ဘီနေကိုရိမ်မဲတစ်ခုကဆွဲခေါ်သွားပြီဆိုတဲ့အပနာစကားကြောင့်သူတို့လည်းဘီနေကိုလိုက်ရှာပေမဲ့နောက်တော့အာဒီတေးကအပနာရဲ့ဟန်ချိတ်ကိုကျင်းနဲ့ထည့်လိုက်တဲ့အခါအပနာနောက်ကနေလည်းအရိမ်မဲကြီးပေါ်လာပြီးအပနာကိုပါဆွဲခေါ်သွားပြီးမို့ဒါကိုမြင်လိုက်ရတဲ့ကလျန်လည်းနိုင်နာလက်ကိုဆွဲပြီးထွက်ပြေးလာခဲ့ပါတော့တယ်ဒီလိုနဲ့ကဘာဆုံးကိုရောက်တော့မှရက်လိုက်ပြီးအပနာဆွဲခေါ်ခံလိုက်ရတာကိုပြောပြတဲ့အခါနိုင်နာကတရားခံကအာဒီတေးပဲဖြစ်မှာမို့သူ့စီသွားမယ်ဆိုကထွက်သွားပြီမဲ့ဒီချိန်မှာကလျန်နောက်မှာလည်းအရိမ်မဲကြီးပေါ်လာပြီးကလျန်ကိုဆွဲချသွားပါတော့တယ်ဒီတော့မှနိုင်နာလည်းလက်တွေ့မြင်လိုက်ရပြီးဒီချိန်မှာအာဒီတေးကသူ့စီရောက်လာတော့ကလျန်ကိုကယ်ပေးဖို့ခြေထောက်ဘက်ရှုံးပေးပါပြီဆိုကတောင်းဆိုပေမဲ့အာဒီတေးကတော့ပြားတွေကိုဖြူးလိုက်ပြီးခဲတော့သူတို့4ယောက်လုံးကကားမတော်ဆမှုကလေးကတေဆုံးခဲ့ကြတာဖြစ်နေပြီးကိုမသိပဲရှောက်သွားနေတဲ့ဝိညာဉ်တွေဖြစ်နေပါတယ်ဒီစကားတွေကြတော့နိုင်နာတယောက်လည်းလက်မခံနိုင်ဖြစ်နေပေမဲ့အာဒီတေးကတော့ဒီတေခြင်းတရားကိုဖျားတောင်ကြုံတွေ့ရတာမို့လက်ခံနိုင်အောင်ကြိုးစားဖို့ရှင်းပြကဝိညာဉ်အိမ်ကြီးမှာထားခဲ့တာကလည်းဒီဖြစ်တွေကိုရှင်းပြခွင့်ရချင်လို့ဆိုပါတယ်ဒါကြောင့်ဝိညာဉ်အိမ်ကြီးမှာအဖြစ်မှန်တွေကိုမြင်ဖို့နမိတ်မျိုးမျိုးပြပေမဲ့အားလုံးကမမြင်နိုင်ခဲ့ကြတာမို့နိုင်နာနဘူးကိုတိုးကဖြစ်ခဲ့တာတွေကိုပြပေးလိုက်တော့မှနိုင်နာလည်းသူ့အမိနဲ့ညီမလေးကိုတွေးကျင်လိုက်တာဆိုပြီးပြောလာပါတယ်ဒါကြောင့်အာဒီတေးလည်းနိုင်နာကိုခေါ်သွားပေးပြီးဒီချိန်မှာနိုင်နာအမေတို့ကဇာပနာပွဲလုပ်ပေးနေကြကအမေနဲ့ညီမလေးတို့ကိုတွေ့ပြီးပြီဆိုတော့လူသားတွေပိုင်တဲ့လောကကြီးကနေအေးချမ်းချမ်းထွက်ခွာနိုင်ပါစေလို့ဆုတောင်းပေးကဒီချိန်မှာကောင်းခင်ကဝဲကြီးလည်းပြန်ပေါ်လာပြီးမို့အာဒီတေးလည်းထွက်လာလိုက်ပါတော့တယ်